Hello everyone. How's it going? Verb plus 2ရဲ့နောက်မှာ verb base form မလိုက်ဘဲ verb ing လိုက်ရတဲ့ verb တချို့ကိုဟိုနေ့ကဗီဒီယိုမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ခုတစ်ခါ verb plus 2ရဲ့နောက်မှာ verb ing လိုက်ရတဲ့နောက်ထပ် verb များကိုဆက်လက်ဖော်ပြလိုက်ပါတယ်။ဒါလေးတွေကိုနောက်ဗီဒီယိုမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ Good luck to you all. Verb plus 2ရဲ့နောက်မှာ verb ing လိုက်ရသော verb များကိုဖော်ပြလိုက်ပါတယ်။ Commit to plus verb ing အလေးနဲ့ greet ပြုသည် Look forward to plus verb ing စောင့်မျှော်နေသည် Admit to plus verb ing ဝန်ခံသည် Confess to plus verb ing ဝန်ခံသည်ဒီ verb လေးလုံးကတော့ယခင်ဗီဒီယိုမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်ခုဆက်လက်ပြီးတော့ဖော်ပြမယ် verb တွေကတော့ adapt to plus verb ing အခြေအနေနဲ့ကိုက်ညီအောင်ပြုပြင် adjust to plus verb ing အခြေအနေနဲ့ကိုက်ညီအောင်ပြုပြင်သည် be used to plus verb ing ကျင့်သားရနေပြီ contribute to plus verb ing ထည့်ဝင်သည် object to plus verb ing ကန့်ကွက်သည် oppose to plus verb ing ဆန့်ကျင်သည် dedicate to plus verb ing တစ်ခုခုကိုအထူးရည်ရွယ်၍လှုပ်ဆောင်သည် devote to plus verb ing တစ်ခုခုအထူးလှုပ်ဆောင်သည်ဒီပုံစံမှာ verb ing အစား noun phrase တစ်ခုကိုလည်းသုံးနိုင်ပါတယ်ဥပမာ he admitted to the crime လို့လည်းသုံးလို့ရပါတယ် Good luck to you all